ကို BS1 ရေးတဲ့ Honda Civic ကတဲ့တောင်တွင်းတောင်တက်တွေတက်နိုင်လားတဲ့ပကံဘက်ကိုသွားတော့ Honda Fit နဲ့သွားတော့ကတဲ့ကိုပင်နဲ့အောင်လန်ကြားမှာတဲ့ကားဘိုင်းနဲ့လမ်းနဲ့မလွတ်လို့တိုက်နေတာ Civic ပြောင်းစီခြင်းလို့အဆင်ပြေနိုင်မလားသိခြင်းလို့ပါနေတာကလက်ပန်တန်းကပါအခုတောင်တက်ကတော့ရတယ်ကိုနော်တောင်တက်ကတော့ Civic ကအစွဲရုံအရန်ကောင်းပါတယ်သူကကျွန်တော်တို့ Insight တို့ Honda Fit တို့တဲ့ Civic က engine power လေးနည်းနည်းပို့တယ်ပေါ့နော်အဲအကြောင်း Civic ကအစွဲရုံကောင်းပါတယ်အဲ့ဒါကတော့အတောင်တက်ကိစ္စကတော့ပြောရမလို့ဘူးပေါ့ခုနအကိုပြောတဲ့ဘိုင်းနဲ့မလို့ဘူးဆိုတဲ့ကိစ္စကတော့ကိုအဆင်မပြေဘူးဗျနော်ဒါတော့သူကဒီ Civic ဆိုတဲ့မျိုးကသူက salon type ကို salon type သွားတယ်နောက်ပြီးတော့ဒီကောင်က sport type လည်းစံတယ်ပေါ့နော်သူ့ရဲ့ရုပ်ကဒီ Civic ကဒီကျွန်တော်ယူရီးယားတွေမှာကျွန်တော်လောဆယ်လက်ရှိထိုင်းတို့ဘာလို့မှာဆိုလို့ရှိရင်ဒီ Civic ကကိုကလည်းဒီပြိုင်ကားလောက်စီရတာဒီလား Civic ကိုမှကျွန်တော်ဒီ grade တစ်မျိုးလာသေးတယ်ဒီကောင်ကအကောင် IMA မပါဘူးထင်တယ်ကျွန်တော်ထင်တော့အဲ့ကောင်ကလေ Civic ကိုပါအဲ့ကောင်နာမည်လေးတစ်မျိုးလေးကျွန်တော်မေ့နေလို့နောက်ရကျွန်တော်ပြောပြမယ်အဲ့ကောင်ဆိုရင်သူက Civic ကပြိုင်ကားလောက်စီရတကယ်တော့ Civic ကပြိုင်ကားနော်ပြိုင်ကား sport type သွားတာ sport type ဒီကောင်က sport type သွားတယ်ပြီးတော့ salon type အဲ့နေတာမှာဆိုဘရိုအောက်ကဘိုက်ကတော့တိုက်မှာပဲဘရိုလမ်းမကောင်းရင်တော့အဆင်မပြေဘူးเนาะအခုအနေနဲ့ဟိုလမ်းမရွေးနေရာဒေသမရွေးသွားခြင်းတယ်ဆိုလို့ရှိရင် SUV တွေကရွေးချယ်ဝယ်ယူဖို့ကျွန်တော်တိုက်တွန်းခြင်းတယ်CRV နောက်ပြီး RAV4 နောက်ပြီးတော့Harrierအဲ့ကောင်လေးတွေဆိုလို့ရှိရင်ဈေးနှုန်းလည်းအသစ်ပေါ့เนาะဒါကြီးမများဘူးပြီးတော့လမ်းမရွေးနေရာဒေသမရွေးသွားလာလို့အဆင်ပြေပါတယ်เนาะအဲ့ဒါလေးပြောချင်တာပါတောင်တက်လာလို့တော့မမေးနဲ့เนาะဘရိုစိတ်ပိုင်မဲတာတောင်မှပြေးတက်လို့ရတယ်Civic တို့ Honda Fit တို့တက်တယ်တောင်းတော့မပူနဲ့เนาะအောက်ကဘိုက်လွတ်မလွတ်ကတော့ကျွန်တော်အမမခံဘူးဘာလို့ဆိုဒီကောင်လေးအနေနေเนาะအဝတ်တွေလာတာဆိုလေเนาะအဲအကြောင်းမလို့ပါဘို့เนาะဘရိုတောင်းစီမယ်ဆိုလို့ရှိရင်လည်းလမ်းမလွတ်ဘူးဆိုရင်တော့မစည်းစေချင်ဘူးเนาะတောင်တက်ကိစ္စကတော့စိတ်ခေါင်းကိစ္စရမလို့တက်တယ်ကြိုက်တဲ့တောင်းလာခဲ့တက်တယ်เนาะဟုတ်ကျေးဇူးများကြီးတင်ပါတယ်အခုနေတဲ့